ဝင်းနေကြွလာမိတ္တဟာချမ်းသာဒုက္ခပြေဝကြပါစေတစ်ချိန်က
ဒီလိုရက်တရက်မှာလူဘဝတို့ရောက်ရှိလာခဲ့တာမမေ့မလျော့သတိရတဲ့အနေနဲ့မွေးနေ့မင်္ဂလာကိုနှစ်စဉ်ကျင်းပခဲ့ကြတာဖြစ်ပါလေအသက်တစ်နှစ်တိုးဂုံဝါတစ်နှစ်ကြီးလာတဲ့ဒီနေ့မှာယန္တနာသုံးပါးကိုကြောကြပါလေအဲ့ဒီနောက်လူလောကတို့ရောက်အောင်မွေးဖွားပေးပြီးပြုစုပြိုးထောင်ပေးခဲ့တဲ့အမိအဖတို့ကိုလည်းမမေ့မလျော့ကြောကြရပါလေပညာရည်တို့တောက်ဆိုစေတဲ့ဆရာများကိုလည်းကြောကြပါလေအဲ့ဒီနောက်မှာတော့ပျော်ရွှင်စရာအသက်တစ်နှစ်တိုးတဲ့မင်္ဂလာမွေးနေ့ပွဲကြီးကိုတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းစုံစွာနဲ့ဒီလိုဆင်နွှဲကြပါတယ်ခင်ဗျာChicken soup